ဒီတော့ခမရတို့ကဘုန်းကြီးပြန်နိုင်ကရဝိတ်တွေလောင်တတ်တွေအေးမန္တတ်တွေနဲ့ဟောမှာအေးရင်ယူတဲ့မင်းသမီးကဘာဆိုနတ်ပြေသို့ကြွာသွားကြွာသွားဟောဘယ်သွားလို့သွားမှမသိစွတ်ပြီးတော့နတ်ပြည်ကြွာခိုင်းပြုံးမယ်တို့ဝက်လက်နယ်ထဲမှာစမွန်းဆိုတဲ့ရွာကြီးရှိတယ်ရဘူးမယ်နော်ရွှေကျင်သာသနာပိုင်ပေါ်ခဲ့တဲ့ရွာကြီးအဲ့ဒီစမွန်းရွာမှာဆရာတော်ကြီးကဇာတပေတာအကျင့်အလွန်မြင့်မြတ်တဲ့ဆရာတော်ကြီးတစ်ပါးတပည့်တွေကလည်းဇာတပေတာအနေထိုင်တော်တယ်ကြည့်တယ်ပဲရွာတွေကဘုန်းကြီးမရှိရင်ဆရာတော်ကြီးစီလာပြီးတော့ကိုးကွယ်ဖို့ဘုန်းကြီးအစားတောင်းတနေ့ကြတော့အင်ကြီး1000ကျော်လောက်ရှိတဲ့ရွာကြီးရွာတကာတော်မတွေကလည်းသရတရားကောင်းအလှူဒန်းတွေကလည်းများအဲ့ဒါကြောင့်မှဘုန်းကြီးမရှိတော့သမုန်းဆရာကြီးစီလာပြီးဘုန်းကြီးတစ်ပါးတောင်းတာတောင်းတော့ဆရာကြီးကစဉ်းစားငါအသက်ရွယ်ကြီးပြီဆရာကြီးဝေယဝိဆလုံနေတာဘယ်သူလဲလို့ဆိုတော့ဥကုသလဆရာကြီးပေါ်မှာတော့တောင်းသိကြည်တဲ့ပုဂ္ဂိုလ်မနဲ့ညပေါ့လေဒါပေမဲ့သူ့ရဲ့နေပုံထိုင်ပုံပြောဖို့ပြောဟန်ဆရာကြီးကမကြိုက်ဘူးမကြိုက်ပေမဲ့ပရိသတ်ကြီးကျေးဇူးတွေများတော့မပြောရက်အဲ့ဒါတနေ့ကျတော့ခုနအင်ကြီး1000ရွာကြီးကဘုန်းကြီးမရှိလို့လာပင်းတော့ဩငါအသက်ကြီးပြီငါမရှိတဲ့နောက်ငါနေရသူနဲ့တော့မတန်ဘူးတော့ကြနေရကောင်းမရရှိရောမယ်ဆိုပြီးတော့ဥကုသလာကြီးထဲပါရဲ့ဒါတော့ဆရာတော်ကြီးကပေးလိုက်တဲ့ဘုန်းကြီးဆိုတော့များများနုံပေါ်ဗျာရွှေဘုံတော်တို့ရွှေမိုးတွေရွာအိုးစီတွေဘုံပေါင်းတွေတခန္ဓနာပင့်ပြီးသွားဟိုရောက်တော့လဲလှူလိုက်ကြတာသူတို့ရွာကမဆဲဘူးဘုန်းကြီးကအဲ့ဒါနဲ့တည်းမတင်းတယ်3-4နှစ်လောက်နေတော့အရင်ဘုန်းကြီးစိုက်ထားသွားတဲ့လက်ကောက်ဝိုးလောက်ရှိတဲ့တဏခါပင်တွေခုတ်ရောက်ပါရောအမျိုးတွေတွေ့ဘုန်းကြီးတွေနှိမ့်ဆက်တာအမျိုးပဲအဲ့တော့အဲ့ဒီကနေပြီးတော့နောက်တော့ဘုန်းကြီးတို့ပြိဿလူမှုစည်းပွားတွေပါတဏခါပင်တွေကုန်ပြီမလောက်သေးတော့ဘာလို့လို့ဆိုကြောင်းပတ်လည်းမှထမ်းပင်ကလည်းပဲ900 800လောက်ရှိတယ်အဲ့ဒါထမ်းတဲ့ကိုင်းထရေဖော်ထရေရောင်ထညက်ချက်ရောင်အနောက်ဆုံးထလက်ပါရောင်အနောက်ဆုံးထမ်းပင်လည်းပြီးထမ်းသားပါရောင်လို့ရောမကြဘူးပရိသတ်ကြီး5 6နှစ်ဥကုသလာကြီးပြန်တော်မူရောပြန်တော်မူတော့ဆရာကြီးအကြောင်းကြားကျေးဇူးများတဲ့တပည့်ကျေးဇူးရှိတော့ကိုယ်တိုင်ကြိုးစားကြွပြီးတော့ဇာပနာမှာအပူဇော်ကံထိုင်စီမံဟာရွာကတော့သူတို့ဘုန်းကြီးတကယ်ဖရာပဲတခန္ဓနာကြီးအကြီးအကျယ်ပရိသတ်ကြီးဘုန်းကြီးပြန်ပွဲကင်ကြီးချတောင်လေးတောင်မှာစမ်းကျောင်းမန္တအိမန္တတိချကရဝိတ်တေယောခရကောင်းဘဝအကမန္တယောနောက်လိုက်ပြတ်သတ်တေယောသိုင်းနေတာတွေရောပေါ့ဗျာတွေ့ဘူးတယ်မို့လားခုဒီနောက်ပိုင်းတော့တည်းမတွေ့ရတော့အဲ့ဒီလိုကြီးကျယ်ခန္ဓာမှုတွေလုံးပြီးတော့ယုတ်ကလသကြိုဖို့တဏခါတုံးတွေကဘုန်းကြီးတို့ပြိဿကြီးလူလက်ကုတ်လက်တပြန်ကြော်တဲ့ဆိုပဲအဲ့ဒါတဏခါအစစ်တွေကြီးတဲ့မိရှုဖို့ထင်းပုံအပေါ်ကလည်းပဲဘုန်းကြီးတို့ပြိဿကြီးငှက်ချီးကအဲ့ဒီထင်းပုံပေါ်ငှက်ဖြတ်လို့ပြန်အောင်ချီးမကြလေးဘက်ကဝါပင်အစိမ်4တိုင်စိုက်ပြီးတော့အဲ့ဒါမှာငှက်ချီးကန်ဆွဲပြီးတော့တခန္ဓနာယာသမတ်ဒီကားလို့အဲ့ဒါယုတ်ကလကိုပရိသတ်ရေနောက်ဆုံးမိသိဉ္ဇိုကိုထင်းပုံပေါ်တင်တော့မယ်ဆိုတော့ရွာသူရွာသားတွေတခန္ဓနာကြီးမပြီးတော့ထင်းပုံကိုပတ်လေပရိသတ်ရေလှဲ့ပြီးတော့မှပရိသတ်ရေခြေတိုက်ဆရာကြီးကရက်ကြီးဟဲ့ဘာလုပ်ကြတာတော့ထင်းပုံပေါ်တင်မိမသကြိုပဲနဲ့ဘာလုပ်ကြတာတော့ဆိုတော့အဲ့ဒါမှသူတို့လုပ်ကြတဲ့အကြောင်းလေးပြောတော့
တကားလေးကုသလတော်တော်ကြည်ညိုကြတယ်နော်အဲ့တော့မင်းတို့ပင်ပန်းခံလုံးမလို့ပါနဲ့ကွယ်တဲ့အခေါင်းပွင့်ပြီးမှောက်ချဒုသာနာနာတိပေးလိုက်သူ့ဟာသူရက်ဝင်သွားလိမ့်မယ်သမွန်းစရောကြီးပြောတာနော်ကျုပ်ပြောတာမဟုတ်ဘူးဒါကြောင့်မောစေ့ဘုန်းကြီးတွေအပြည့်ပြောသွားတယ်ဖြစ်ဦးမယ်အဲ့ဒါဘုန်းကြီးတို့ပရိသတ်ကြီးအဲ့ဒီလိုနဲ့၄ ငလလောက်နေတော့စရောကြီးသတင်းသုံးတဲ့သမွန်းကြောင်းတွေကသစ်ပင်ကြီးတွေအဲ့ဒီသစ်ပင်ကြီးတွေအောက်မှာဈဉ္ညာရှိတယ်ထိုင်တဲ့ခုံတွေအသေးရိုက်ထားတဲ့ခုံတွေရှိတယ်ကျောင်းတော်ကြီးရဲ့မြောက်ပေါက်နဲ့မလှမ်းမကန်းကသေရပင်အောက်ကထိုင်ကုန်ပေါ်မှာစရောကြီးကလည်းမနဲ့စောစောနေအထွက်လေးနေသာလုံရင်းနဲ့ရွတ်เสียကြီးတာတွေရွတ်ဖတ်နေတဲ့ချိန်ပေါ့ဗျာရွာတဲ့ကတကားတွေကတောတဲ့တောင်ရလှုပ်ဖို့မိသားစုတွေလဲနေအထွက်လဲနောက်မှာပြိဿကြီးလဲတိုင်ကိုချီးပြီးတော့နွားသားမိလေးပါလာတယ်နွားပေါက်နှစ်ထိန်းလေးအဲ့တော့ပါလာကျောင်းမြောက်ပေါက်ကအဖြတ်မှာအဲ့ဒီနွားပေါက်စားလေးကကျောင်းပေါက်လည်းရောက်တော့ကျောင်းထဲဝင်ပြေးလာတဲ့ပြီးတော့ဘာလုပ်တယ်လဲဆိုတော့စရောကြီးနန်းရောက်လာတော့ခြေထောက်တွေလက်တွေရက်တာပြိဿကြီးနောက်တော့သူ့အမေကလည်းလှဲကိုအတင်းဆောင်ဆွဲပြီးတော့ကျိုးဖြတ်ပြီးရောက်လာစရောကြီးနန်းရောက်လာတော့ရန်တော့မမှုပါဘူးအဲ့ဒါ1 ရက်မဟုတ်ဘူး2 ရက်3 ရက်လောက်ကြာတော့စရောကြီးကဒီကောင်ငါနဲ့အကြောင်းမကင်းဘူးဒီကောင်ဘာသူလဲသူ့တကားတွေလည်းစဉ်းစားဒီကောင်ဘာသူလဲဘာသူဖြစ်နိုင်တယ်လဲစဉ်းစားရင်နဲ့နောက်ဆုံးဥကုသလကြီးသတိယဥကုသလကြီးအနေထိုင်နေကြည်ပြီးတော့ဒီကောင်ကုသလကြီးမြန်ဖြစ်နေမလားစရောကကုသလကြီးမြန်ဖြစ်နေမလားဗောအဲ့ဒါနောက်နေကြတော့ဒီလိုပဲဒီနွားလေးကလာကြောင်းနဲ့ရောက်သားမိနေရောက်မြက်တွေစားနေတော့စရောကြီးကလှမ်းអော်လိုက်တယ်ကုသလလို့ခေါ်လိုက်တော့အဲ့ဒီနွားလေးကကစုံပေါက်ပြေးလာပြီးတော့စရောကြီးရင်ဝင်တဲ့ခေါင်းလေးထိုးတယ်တဲ့အဲ့ဒီမှာခေါင်းလေးပုတ်ပြီးတော့သေချာပါပြီဒီကောင်ကုသလကြီးပဲဖြစ်မှဖြစ်ရလေစိတ်မကောင်းဘူးတရိစ္ဆာန်ဖြစ်ပြီးလူပြန်ဖြစ်ဖို့မလွယ်ဘူးဟုတ်ပြီလား